ဒီဗီဒီယိုထဲမှာကာမာလေးကတစ်ပင်ကြီးတစ်ပင်ရဲ့တိခောက်တွေကိုခွာနေတာတွေ့ရမှာပါသူ့လက်ထဲကကရိယာလေးတွေကိုသုံးပြီးတစ်ပင်ရဲ့အလဲဘက်ကအခောက်တွေကိုခွာထုတ်ပစ်တာဖြစ်ပါတယ်။အဲ့လိုခွာထုတ်ပြီးရလာမယ့်အထက်ကအခောက်လေးတွေကအရေးပါတဲ့ပစ္စည်းဖြစ်ပါတယ်။တစ်ပင်ပင်စီကိုကြည့်ရနေဒါဟာကျွန်တော်တို့နဲ့မစိမ့်တဲ့တစ်ပင်မှန်တည်တာစေပါတယ်။ဒီအပင်ဟာတစ်ချပိုးကအပင်ဖြစ်ပါတယ်။တစ်ချပိုးကဟာဟင်းတွေချက်ရမှာရောမုတ်တွေပြုလုပ်ရမှာရောအမျိုးမျိုးကိုအသုံးပြုနိုင်ပါတယ်။ဟင်းချက်ရတာမိဖို့ဆောင်ဝင်ရတာကြိုက်သူတွေကတော့တစ်ချပိုးကောက်ကိုရင်းနှီးကျွမ်းကျင်ကြမှာပါ။တစ်ချပိုးကောက်ရဲ့ကောင်းကျိုးတွေကအများကြီးပါ။ချိုရင်မွေးတဲ့အရာသာကြောင့်စိတ်ကြည်စေနိုင်ပါတယ်။စားရတာအရာသာရှိရှိထူးကဲစွာခံစားရပါမယ်။တခြားဟင်းခတ်အမွေးကြိုင်ရှိရင်တော့တစ်ချပိုးကောက်ဟာထိတ်တန်းဟင်းခတ်အမွေးကြိုင်တွေထဲမှာပါဝင်ပါတယ်။ဒါတင်မကသေးပါဘူး။ခန္ဓာကိုယ်အတွက်အကျိုးပြုနိုင်တဲ့အန်တီအောက်ဆီဒန့်တွေလည်းအများကြီးပါဝင်ပါတယ်။ဒါပေမဲ့အများကြီးစားဖို့တော့မသင့်တော်ပါဘူး။သူမှပါဝင်နေတဲ့ချိုတဲ့တစားအတွက်ကြောင့်ဝိတ်တက်တာဈေးကြိုတက်တာတွေဖြစ်နိုင်ပါတယ်။ဒီဗီဒီယိုထဲမှာကတစ်ချက်ပိုးကအပင်ကတရုတ်ကမျိုးပါ။ဒါကြောင့်အရသာပိုပြင်းတယ်လို့သိရပါတယ်။အသားစတူးဟင်းတွေချက်တဲ့အခါတေချက်ဘိုးကောက်ပါရင်အလွန်စကောင်းပါတယ်ဂိတ်တွေအချိုပွဲတွေဖန်တီးတဲ့အခါမှာလည်းမပဖြစ်လိုပါတယ်ဒါကြောင့်တေချက်ဘိုးကောက်ရဲလို့ဟင်းချက်အမွေးအကြိုင်လောကမှာနာမည်တွင်မှုနေတာဖြစ်ပါတယ်